ရည်ကိုအပြင်မှာဆွန့်ပစ်တယ်ဆိုတဲ့နီလန်းကလည်းကိုဝင်ရနိုင်သေးပါတယ်ဘာဖြစ်လို့လဲဆိုတော့တုတ်ရည်ကြီးမှာဆိုလို့ရှိရင်เนาะတုတ်ကောင်လေးတွေတန်းပေါင်းများစွာပါဝင်နေပါသေးတယ်အမားတို့ကခလေးရဖို့ဆိုလို့ရှိရင်ပေါ့เนาะဒီယောက်ျားလေးတွေဘက်ကတုတ်ကောင်လေးတွေရယ်မိန်းကလေးတွေဘက်ကမျိုးဦးရယ်ပေါင်းဆက်မှာကလေးဆိုတာရလာပါတယ်ဒီအတွက်ကြောင့်မလို့ကလေးမရခြင်းတဲ့အတွက်တုတ်ရည်ကိုအပြင်မှာဆွန့်ပစ်တယ်ဆိုတဲ့နီလန်းကစတင်ဖြစ်ပေါ်လာပါတယ်လိန်စိမ့်ဆန္ဒအထုထက်ရောက်တဲ့ချိန်ကြားမှာတုတ်ရည်ကိုအပြင်မှာဆွန့်ပစ်တာပဲဖြစ်ဖြစ်ကိုနှုံးအမြန်ဆွတ်လိုက်တာပဲဖြစ်ဖြစ်ကိုဝင်မရဖို့လုံးဝစိတ်မချရပါဘူးရာခိုင်နှုန်းအဖြစ်တော့88ရာခိုင်နှုန်းပဲကိုဝင်မရအောင်ကာကွယ်ပေးနိုင်ပါတယ်ဒါကိုအမားတို့ကအကြမ်းမြင့်တွက်ကြည့်မယ်ဆိုလို့ရှိရင်လူ9ယောက်မှာ1ယောက်ကတော့ကိုဝင်ရနိုင်သေးတယ်ဆိုတဲ့သဘောတရားကိုတွေ့ရှိရပါတယ်ဒါအပြင်တူနေတဲ့ချိန်မှာပေါ့နော်ဘယ်အချိန်မှာတုတ်လွတ်မိလိုက်မလဲဆိုပြီးတော့စိုးရိမ်စိတ်နဲ့တူနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကာမဆန္ဒအခြေနှက်မှုကိုအပြည့်အဝမရရှိနိုင်ပါဘူးဒီနီလန်းဟာဆိုလို့ရှိရင်ပေါ့နော်ဒီအိမ်တော်ပြူရသေးတဲ့သူတွေခလေးလုံးဝမယူချင်သေးတဲ့သူတွေခလေးယူဖို့အဆင်သင့်မဖြစ်သေးတဲ့သူတွေတုတ်ထွတ်မြန်တဲ့သူတွေနဲ့တစ်ချိန်တည်းမှာပဲပေါ့နော်အချိန်ချင်းခါတူနေတတ်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီနီလန်းကစိတ်မချရပါဘူး